အားလုံးပဲမင်္ဂလာပါဒီကနေ့ပို့ရတော့ကျွန်တော်တို့နာမည်နဲ့ပတ်သက်တဲ့ဟာလေးကိုကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့အဘာမင်းသင်္ခါအပါဝင်ရှေ့လောကီဆရာကြီးတွေကနာမည်နဲ့ပတ်သက်လာရင်ဟာလားဘယ်ကဲ့သို့ဘယ်ချမ်းသာရှိတယ်လောကီနီးရဒါလေးကိုကျွန်တော်တို့စစ်မွားပြောသွားမှာဖြစ်ပါတယ်အဲ့တော့လူတွေမှာအ ਨੇ ဆုံးဝေကြီးစီဝိုင်းစင်းရဲပါစေဦးတော့နာမည်တစ်လုံးတော့အ ਨੇ ဆုံးချမ်းသာပါတယ်လူတိုင်းမှာနာမည်တစ်လုံးတော့ပိုင်ဆိုင်ကြပါတယ်နော်အခြားပိုင်ဆိုင်မှုတွေမရှိဘူးဆိုရင်တော့ပေါ့အဲ့တော့နာမည်တစ်လုံးတော့ပိုင်ပါအဲ့တော့နာမည်မှာလည်းသူကအစင်းနဲ့မှဲ့တဲ့နာမည်ရှိတယ်တဲ့အတန်နဲ့မှဲ့တဲ့နာမည်ရှိတယ်တဲ့အရာတန်နဲ့မှဲ့တဲ့နာမည်ရှိတယ်တဲ့အနတ်နဲ့မှဲ့တဲ့နာမည်ရှိတယ်တဲ့အထီးအတွေ့နဲ့မှဲ့တဲ့နာမည်ရှိတယ်တဲ့ဓမ္မပေါ့နော်ဓမ္မသဘောနဲ့မှဲ့တဲ့နာမည်ရှိတယ်တဲ့ဆိုတော့အဲ့ဒီလိုမျိုးတွေရှိပါတယ်အဲ့တော့ဥမာပေါ့ကျွန်တော်ဒီကနေ့မှာအစင်းနဲ့ပတ်သက်တဲ့နာမည်အကြောင်းနည်းနည်းပြောသားမယ်နော်အဲ့တော့အစင်းကဘယ်လိုလဲဆိုတော့ဥမာပေါ့မီမီတို့ရွှေတို့ဒေါ်ရွက်လာတို့နော်ဟုတ်လားဒေါ်ရွှေဝါတို့စသဖြင့်ပေါ့ဒီနာမည်တွေကသူကအစင်းနဲ့မှဲ့တဲ့နာမည်အမျိုးအစားထဲမှာအကျုံးဝင်ပါတယ်အဲ့တော့အဲ့လိုအစင်းနဲ့မှဲ့တဲ့နာမည်တွေကဘာလှူတင်လဲဘာလုပ်တင်လဲဆိုရင်ဖះကိုရွှေချတာအကောင်းဆုံးပါပဲနော်ရွှေတော်ဘုရားမှာရွှေချမယ်တကိုးကြီးဘုရားမှာရွှေချမယ်ရောက်လျက်ဘုရားတွေမှာရွှေချမယ်အဲ့လိုရွှေချရင်ဘာအကျိုးထူးလဲနာမည်ကုန်တဲ့ကြီးတယ်အပုံတစ်ခုတက်တယ်ကိုယ်နာမည်ကြားလိုက်တာနဲ့လူရသွင်းခံရတယ်ဟုတ်လားကိုယ်နာမည်ကြားလိုက်တာနဲ့ဟလာလူတွေကကိုယ်ဟလာထောက်ခံအားပေးကြတယ်ဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင်ဘဝမှာတောင်းနဲ့နာမည်ပြတ်တာမျိုးမရှိပါဘူးနောက်ကိုယ်နာမည်လာဖြတ်ရင်တော့မှတော်ရုံဟလာကြံစီပြီးတော့နာမည်မပြတ်ပြအောင်ဖြတ်ရင်တော့မပြတ်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်တို့အစင်းနဲ့မှဲ့တဲ့နာမည်အမျိုးအစားပေါ့နော်အဲ့တော့ပြန်ပြီးကျွန်တော်ပြောရမယ်အစင်းနဲ့မှဲ့တဲ့နာမည်အုပ်စုတွေမှာရွက်လာတို့မီနီတို့ရွှေတို့ရွှေဝါတို့ဟလာဝါတို့ဆိုတာမျိုးတွေပေါ့ဥပမာပေါ့ကျွန်တော်တို့ကဝင်းဦးတို့စသဖြင့်ဒီလိုနာမည်မျိုးတွေဆိုရင်ဒါအစင်းနဲ့မှဲ့တဲ့နာမည်အမျိုးအစားတွေပါအဲ့တော့ဘဝမှာနာမည်ကုန်တဲ့ကြီးကျင်တယ်ကိုယ့်ရဲ့နာမည်လေးကလူကြည့်နာမည်လေးကြားလိုက်တာနဲ့လူကြည့်လူကင်းဟလာများကျင်တယ်နာမည်ကုန်တဲ့တက်ကျင်တယ်ဟလာနာမည်ပြတ်တာတွေတိတ်ခါကြတာတွေမဖြစ်ချင်ဘူးဆိုရင်တော့ရှေ့မှာပြောတဲ့ဖះမှာရွှေသင်္ကန်းကတ်တာရွှေလူတာဘဝမှာများမကြလှုပ်သွားပါဤလူလှုပ်ချင်းဖြစ်ကျွန်တော်တို့ဘဝမှာအခုလိုပေါ့နာမည်ကုန်တဲ့ကြီးတာကိုယ်နာမည်ကြားလိုက်တာနဲ့ကိုယ့်အတွက်နေရာရတာနော်ဒါမျိုးတွေပေါ့နော်ဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့ဖြစ်တာပေါ့နော်တကယ်လို့ကိုယ့်ရဲ့နာမည်ဟာဘာဖြစ်ပါတယ်ပေါ့ဗျာဥပဒုဖြစ်ပါတယ်မောင်ဘဒုဖြစ်ပါတယ်မဘဒုဖြစ်ပါတယ်ကျွန်တော်ဟလာဘာလူတင်လဲဆိုတာမျိုးသိကြရင်လည်းကျွန်တော်တို့ comment မှန်းလို့ရပါတယ်သို့မဟုတ်ကျွန်တော်တို့Viber နံပါတ်ပေါ့နော်399256251503ဆက်ပြီးတော့ကျွန်တော်တို့ဖုန်းဆက်ပြီးလှမ်းမိလို့ရပါတယ် Viber နဲ့လှမ်းမိလို့ရပါတယ်ကျွန်တော်မေတ္တာစေတနာနဲ့ကျွန်တော်ဖြည့်ပေးမှာဖြစ်ပါတယ်နော်အဲ့တော့နောက် video file တွေမှာကျွန်တော်တို့စုံကြပါမယ်ကြည့်ရှုပြီးတော့ like and share အသေးလေးတွေပေးကြတဲ့မိတ်ဆွေတွေအားလုံးလည်းဒီနေ့ကနေအားလုံးကိုပြန်လည်ပြီး like and share အသေးလေးတွေပေးပြီးတော့ချစ်ခင်ပါတယ်ဗျာ